လာပါရှင်ညီမတို့ကကြတော့ sugar ပဲဖြစ်ပါတယ်လက်ဖောက်ကိုဆက်ရှိမြစောက်တဲ့ရုံကနေပြောကြဆိုပါတယ်ရှင်เนาะဒီနေ့ကကြတော့ညီမတို့ကဒီ CI စမိုစာခေါ်ရုံကိုသွားမှာပဲဖြစ်ပါတယ်ရှင်เนาะ CI ကနေ CI လဲတာပေါ့เนาะအဲ့ဒါလေးလိုက်ခက်ကြအောင်เนาะကဲမင်္ဂလာပါရှင်เนาะဒီနေ့ကညီမတို့ CI ရုံးကိုရနေပြီပဲဖြစ်ပါတယ်ရှင်เนาะဒီနေ့ညီမတို့ CI ကနေ CI ပြောင်းတာပေါ့เนาะဟုတ်ကဲ့ကိုတမင်ပြောပါဟုတ်ကဲ့ကျွန်တော်တို့ CI to CI ပြောင်းတဲ့သူကျွန်တော်စမှုစာခွန်ရုံးကိုရောက်ရှိနေပါပြီဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့ရှိ CI to CI လာလောက်ထားတဲ့သူတွေပေါ့နော်2016ကနေ2029ပြောင်းထားတဲ့တကယ်၍ကျွန်တော်တို့ရှိမှာဒီကျွန်တော်တို့ဒီထိုင်းရောက်ရွှေမြန်မာကျွန်တော်လူမျိုးတွေ CI ကိုလုတ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်ရုံးကိုလာပြီးတော့မှဆင်းပေးလို့ရပါပြီခင်ဗျာဆင်းနေလက်ခံနေပါပြီเนาะဟုတ်ကဲ့လူတစ်သမားတွေအတွက်เนาะဘက်လောက်ထားတဲ့မနေ့ကဘက်လောက်ထားတဲ့လူတွေအတွက်ပါရှင်เนาะ CI တောင်းရှိတဲ့လူတွေဆင်းတင်ထားကြပါရှင်ဟုတ်ကဲ့ CI တွေရိုက်တော့မယ်ဆိုလို့ရှိရင်ကိုကနှမချစေဖို့ပေါ့ကျွန်တော်ရုံးကစတင်လက်ခံနေပါပြီခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတာကတော့ CI စမုတ်စကွန်ရုံးမှာဖြစ်ပါတယ်เนาะဟုတ်ကဲ့เนาะလိုက်ကြည့်ကြအောင်เนาะအခုက CI လက်ရိုက်မှာပဲဖြစ်ပါတယ်ရှင်Wowမင်္ဂလာပါရှင်เนาะအခုကကြတော့ဒီ CI ကနေ CI ပြောင်းတဲ့ဖွဲ့တွေပေါ့เนาะအခု CI စာအုပ်ထွက်လာပြီးရှင်เนาะအဲ့ဒါလေးဘယ်လိုခြေနေရှိလဲဆိုတာမေးကြည့်ကြမယ်เนาะဟုတ်ကဲ့အခု CI စာအုပ်ရလာပြီလားဟုတ်ရလာပြီCI အထဲမှာဝင်လောက်ကကြာလားနည်းနည်းတော့ကြာတယ်နည်းနည်းတော့ကြာတယ်လူနည်းနည်းများလို့လေအခု CI စာအုပ်ရလာပြီစိတ်ထဲမှာဘယ်လိုနေလဲညီမလေးရေစာအုပ်လေးရလာပြီလားရလာပါရှင်တစ်ချက်ပြကြည့်ပေးပါအောင်ဟုတ်ဘယ်အဟောင်းဘယ်အစ်စ်လဲဒီဟာဒီဟာတဲ့ဟုတ်ကဲ့ပါခင်ဗျာအထဲမှာဝင်လောက်ရတဲ့ feeling လေးဆောင်းရကြဆောင်းရတာကြာတယ်ဟုတ်ကဲ့လူများတယ်ဆိုတော့လေညီမလေးရောဟုတ်တယ်အထဲမှာဝင်ဆောင်းရတာလေစိတ်ထဲမှာဘလို့နည်းနည်းတော့ကြာတယ်ဒါပေမဲ့လူများလို့မနေ့ကင်းဒီကိုပဲချိန်ရောက်လာလဲ9နာရီခွဲ9နာရီခွဲကြရအောင်နော်ဟုတ်ကဲ့ညီမလေးရောမနေ့ကင်းပဲချိန်ရောက်လာတယ်တူတူပဲမလားအထဲမှာဝင်ဆောင်းရတာကြာနည်းတော့ကြာတယ်လူများဆိုအခုစားအုပ်ရလာပြီစိတ်ထဲမှာဘလို့နေလဲဝမ်းတာတယ်ဝမ်းတာတယ်မမကောပြောပါတယ်ဝမ်းတာပါတယ်အဆင်ပြေပါတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့မမကျွန်တော်တို့နဲ့ CI to CI ချိန်တာလေးစိတ်ထဲမှာဘလို့ဆင်ပါတယ်ဆင်ပြေပါတယ်ဟုတ်ကဲ့ပါခင်ဗျာဆင်ပြေလားကျွန်တော်တို့နဲ့ CI လောက်ကြတာဆင်ပြေတော့ဝါဆင်ပြေတော့ဝါဆင်ပြေဘယ်အဟောင်းဘယ်အတိလည်းမမိသေးလားဟုတ်ကဲ့ပါခင်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်တို့เนาะ CI to CI လောက်ချင်တဲ့သူရှိရင်ကျွန်တော်တို့ကိုအမြန်ဆုံးဆက်သွယ်လာလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါနော်အခုကကြတော့ညီမတို့ CI ရိုက်ပြီးပြီပဲဖြစ်ပါတယ်ရှင်အခုရုံးကိုပြန်ကြမယ်နော်ယေး